ကဲအားလုံးပဲမင်္ဂလာပါရှင်တမူးဂျီကာ2စီးရောက်ပါတယ်အစင်တွေကိုရှိုးပြီးလုံးဝတကယ်ကုန်တော့2026 latest အစင်တွေဖြစ်ပါတယ်ငကိုဝင်တဲ့အစင်တွေနဲ့လုံးဝမတူတော့ပါဒါမျိုး9နယ်တစ်စီးမှာအစင်ဆုံး9နယ်တစ်စီးမှာအစင်ဆုံးဆိုပြီးပါပါမယ်အစင်တော့ရွေးလို့မရဘူးကာလာ9ရောင်မျှအောင်ထည့်ပေးထားတယ်အစင်တွေစုံနေအောင်ထည့်ပေးထားတယ်100ရာခိုင်နှုန်းဂျီကာဖြစ်တဲ့အတွက်100ရာခိုင်နှုန်းခြိသားစစ်တာတော့အာမခံပါတယ်အစင်တွေအရန်လှတယ်ဒီမှာရှိုးဂျီကာနှစ်ကားကိုမှလုံးဝအိန္ဒိယဂျီကာတမူးဂျီကာစစ်ဖြစ်ပါတယ်နော်အနှံကြီးတယ်သူကသိလားနော်ဒီမှာအနှံတော်ကြီးတယ်အနှံတော်ရှိတယ်နော်ဒီလိုအနှံမျိုးနဲ့ကိုမှဒီလိုမျိုးအစင်တွေမတူအောင်ပါပါမယ်လောက်လိုက်တော့တစင်မှာ9ကွင်းပါမယ်9ကွင်းမှာ9စင်ထည့်ပေးထားတယ်အခုလိုမျိုးရာသီဥတုတွေပူလာတဲ့အချိန်မှာခြိသားစစ်တမူးကွင်းကိုယူပြာနော်ခြိသားစစ်တမူးကွင်းကိုအစင်မတူဒီဇိုင်းမတူ100ရာခိုင်နှုန်းချစ်ကအစ်စ်ကိုယူပြာပေးထားတဲ့ဈေးနှုန်းအမားတို့လက်ထဲ1000မကျော်သောဈေးနဲ့တခါတည်းဖွင့်ပေးလိုက်ပြီဗျာအဲ့တော့ကမြင်မြင်ယူထားပါဒီဂျီကာကပုံမှန်အဖြစ်မို့ကတော့အနည်းဆုံး1500 600 900ရောင်းနေတော့ပေါက်နေတော့ဈေးဖြစ်ပါတယ်အစင်ဒီဇိုင်းတအားလှတယ်ခြိသားစစ်မယ်နှစ်ကြိုက်ကွင်းဖြစ်ပါတယ်တခါတည်းယူပြောရောင်းတာပါနော်ဂျီကားတွေနှစ်ကြိုက်ကွင်းဖြစ်ပါတယ်နှစ်ကြိုက်ကွင်းကိုမှဒီလိုအစင်စုံနေအောင်ပါမယ်အနည်းဆုံး9ကွင်းတစ်စီးစတင်မှာယူပါပေးပါခြိသားစစ်ဂျီကားတမူးထမိန်ကွင်းရောက်ပါပြီရှင်အားပေးသူရောက်စီတိုင်းကျေးဇူးတင်ပါတယ်ရှင်